အော်ရီယာတိုင်းပြည်ကဘရင်ဟာရဲမဲ့အင်အားအပြည့်နဲ့ငကားကြီးနောက်လိုက်လာချိန်မှာလှိုင်ကူတကူတဲကိုရောက်လာခဲ့ပါတယ်။တတိနဲ့နေလို့တတိပေးနေချိန်ငကားအော်တန်ကြားလိုက်ရပြီးဝင်ရောက်တိုက်ခတ်ခံရကရဲမဲ့တွေအကုန်ကြဆုံးသွားပြီမို့ဘရင်လည်းလက်နဲ့ချလိုက်ရပါတယ်။အဲလိုရီတို့ညီမဟာတိုင်းပြည်စင်းရဲလုံးလာကြောက်စင်းရဲတဲ့ပြည်သူတွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်ပြီးပြန်လာပါတယ်။နင်ကအဲလိုရီလားလို့မေးပြီးသူနဲ့ဆိုရမှာပါလို့ဆိုရင်ထွက်သွားတဲ့မိန်းမနဲ့စာအိပ်ဖောက်နေတဲ့အဖေကိုဘာတွေဖြစ်နေတာလဲမေးတော့အော်ရီယာတိုင်းပြည်ကဘရင်မဟာတားပြစ်သူနဲ့ထိမ်းမြဖို့ကမ်းလှမ်းလာတာကြောင့်ပြည်သူတွေကိုငဲ့ပြီးလက်ခံဖို့တိုက်တွန်းတယ်။နောက်တစ်ရက်မှာအော်ရီယာတိုင်းပြည်ကိုခရီးထွက်ခဲ့ကြတော့စကားပြောနေတဲ့အဲရီတို့ညီမကိုမိရွေးတော်ကအေးမပတ်အောင်တပတ်ချုံပေးပြီးအခြားတိုင်းပြည်ကိုရောက်ရင်အထင်သေးမခံရအောင်နေဖို့မှာတယ်။ဖခင်ဖြစ်သူကမကြခင်ရောက်တော့မပြောနေချိန်မြင်တွေ့လိုက်ရတဲ့ငကားရုပ်ထုတွေကြောင့်အော်နေကြရင်အော်ရီယာတိုင်းပြည်ရောက်တော့ချမ်းသာတဲ့တိုင်းပြည်ဖြစ်တာကြောင့်ပျော်ရွှင်သွားကြပါတယ်။နန်းတော်ရောက်တော့အဆောင်နေလာကြပြီးចောင်းဆောင်မှာဘရင်မဆောင်နေတာမို့လိုက်ခဲ့ဖို့ဖိတ်ခေါ်တဲ့ကျောင်းဆောင်ရောက်တော့ရေချိုးပြီးရင်အစားတောက်စားကဒီမှာနားနေဖို့နဲ့မနှက်ကြရင်ဘရင်မနဲ့မင်းသားလေးလာတွေ့မယ်လို့ဆိုတာကြောင့်စိတ်လှုပ်ရှားနေတဲ့ LOD ကိုမိသားစုဝင်တွေကဟာတာပြောရင်းအနားယူခိုင်းလိုက်ပါတယ်။စပီတီတလုံးပါစတဲ့ထည့်ရင်ဝဲရနာထွက်တော့ကောင်မလေးတယောက်ကိုတွေ့လိုက်ရတယ်။ညဘက်အိမ်မရတာကြောင့်ဝဲရနာထွက်ကြည့်စင်မှာအခြားတစ်ဖက်မှာမီလီနေတာတွေ့လိုက်ချိန်ညီမဖြစ်သူရောက်လာပြီးအိမ်မပြောဘူးဆိုတာကြောင့်အတူတူအိတ်ကြပါတယ်။နောက်တစ်ရက်မှာဘရင်မနဲ့သားတော်ဖြစ်သူတို့လာနှုတ်ဆက်ကသဘောကျကြောင်းပြောပြီးအဖေဖြစ်သူကိုနှစ်ယောက်တည်းမင်္ဂလာကိစ္စဆွေးနွေးဖို့ခေါ်ပါတယ်။မင်းသားနဲ့လမ်းဆောင်ထွက်ရင်အဆောက်တွေကဒီလိုပဲအမြဲလိုက်လာတာမေးတော့မင်းသားဟာဒါအတော်ဝင်နေတယ်ဆိုပြီးအရှုံးဖောင်ရင်မြင်းပတ်စီးကြပါတယ်။ဘရင်မထွက်လာပြီးတော့အပြစ်စွာလာနေတဲ့ယောက်ျားကိုအစင်ပြေခဲ့ရလားမေးတော့ငါမျောလင်းထားတာထက်တောင်ရွှေတွေတင်နှောင်းနေဆိုတဲ့မင်းညကတောင်ထိပ်မှာမီးအောင်တွေ့တယ်ဆိုတော့ဒါကဘိုးဝဲတွေရဲ့ရှေးဟောင်းအခမ်းအနားတစ်ခုဖြစ်ပြီးငါတို့တိုင်းပြည်အတွက်ရေးကြည့်တယ်လို့မင်းသားကပြောပြတယ်။အခမ်းအနားပြင်နေတဲ့ဘရင်မကိုမိရွေးတော်ကဘာကူညီပေးရမလဲဆိုတော့ဘရင်မကကျိုးချစ်သမားသမီးဘဝကနေဒီအဆင့်ထိရောက်လာတာကိုနေရာကိုတီးဖို့နဲ့ငါတို့လိုအပ်တာသူတို့သမီးပဲမိသားစုထက်မလို့အဘူးဆိုတော့မိရွေးတော်စိတ်မကောင်းဖြစ်သွားပါတယ်။ရတနာတွေဝှချနေချိန်မိရွေးတော်ရောက်လာပြီးဒီမင်္ဂလာပွဲကတခုခုမားနေတဲ့ခန်းစားရအကြောင်းနဲ့နင်းအဖေကိုငါစိတ်ပူမိတဲ့အကြောင်းပြောတော့စိတ်ဆိုးသွားကြောင်းပြောနေချိန်မှာအဖေဖြစ်သူရောက်လာပြီးမနေ့ပြန်မင်္ဂလာပွဲနေ့မို့အိတ်ဖို့ပြောပါတယ်။နောက်တစ်ရက်မှာတော့အစေခံတွေဟာအဝတ်စားကိုတင်းကျပ်စွာဝတ်ဆင်ပေးရင်ရင်ပတ်ထဲရင်တိုးထိုးထည့်ပေးကအင်ချီမှာဆွဲသီးတက်ပေးပြီးပြန်သွားပါတယ်။တမီလက်ကိုကင်လာပြီးမင်းသားလေးစီအပ်နေတဲ့အဖေကိုကြည့်ရင်မိရွေးတော်ကစိတ်မကောင်းဖြစ်နေတယ်။ဘရင်မကတရဖူဆောင်ပေးပြီးသားတော်နဲ့ချွေးမကိုကြိုးဆိုပါတယ်လို့ဆိုရဲ။ LOD လည်းမိသားစုဝင်တွေကိုနှုတ်ဆက်ပြီးလှဲအိမ်ပေါ်တက်ခဲ့တဲ့မင်းသားကရှေးဟောင်းအခမ်းအနားနဲ့အတူဘိုးဘွားတွေကတော့ဖို့အတွက်လို့ဆိုကတောင်ပေါ်ခေါ်သွားပါတယ်။တောင်ပေါ်ရောက်တော့မျက်နှာဖုံးဆွထားတဲ့လူလူစုကိုမြင်လိုက်ရပြီးငါတို့မျိုးဆက်တွေအတွက်ဒီနိုင်ငံကိုကူညီတိစောက်ပေးပါလို့ဆိုရင်ဒင်္ဂါပြကိုပေးကအထဲခေါ်သွားပါတယ်။ဘိုးဘေးတွေဒီကျုံကိုအခြေချတော့ငကားတကောင်နဲ့တိုက်ခိုက်ရမှာရှုံးနေသွားပြီးငကားကဒီကျုံမှာနေခွင့်ရဖို့ဆိုရင်သမီးဖြစ်သူ၃ပါးကိုဆက်တာခိုင်းတော့ဘရင်ကြီးဟာတိုင်းပြည်အတွက်ငဲ့ပြီးသမီးတော်တွေကိုအဆောင်ရှုံးခံရတဲ့အကြောင်းပြောပြတယ်။မင်းသားလက်နဲ့ LOD လက်ကိုဓာတ်နဲ့ခွဲပြီးလက်နှစ်ဖက်ပေါင်းကအခုကစားပြီးမျိုးဆက်နှစ်ခုပေါင်းစည်းသွားပြီဆိုရင်ဒင်္ဂါပြကိုကြောက်တဲ့ပစ်ချက်ကိုင်းကပြန်လို့ရပြီဆိုတော့ LOD ပြောသွားတယ်။ပြန်ကြရအောင်လို့ဆိုကမင်းသားကပွေ့ချီသွားပြီးတောင်းပန်ပါတယ်ဆိုရင်ကြောက်တဲ့ပစ်ချက်လိုက်ပါတော့တယ်။တတိပြန်လဲလာတော့အပေါ်တက်ဖို့စူးစမ်းပြီးမဲ့ပြန်ပြုတ်ကျသွားပြီးလက်ဝတ်တစားအချို့ကိုတွေးလိုက်ရတော့ရစ်ပူစော်ခံလိုက်ရတယ်ဆိုတာသိသွားပါတယ်။မီးလင်းနေတဲ့အရာကိုမြင်တော့ဒေါက်ဆောင်ကင်ပြီးသွားကြည့်ရာမီးလောက်နေတဲ့ငှက်တကာကိုမြင်လိုက်ရပြီးလောင်ကျွမ်းနေတဲ့ငှက်အုပ်လိုက်ပြန်လာတာကြောင့်အော်သွားတယ်။ရုတ်တရက်ပေါင်းဝဲချက်တစ်ခုလုံးအမှောင်ကျသွားပြီးငကားထွက်လာကပျော်စရာကောင်းလား LOD လို့ပြောရင်မီးမုတ်လိုက်တာကြောင့်ထွက်ပြေးခဲ့ရတယ်။ခြေကွင်းတွေနဲ့ညက်နေတော့မီးတောက်တစ်ခုထွက်လာပြီးခြေတက်လောင်ကျွမ်းသွားတော့ရင်တိုးနဲ့အင်ချီဆောက်ကိုဖြတ်ကခြေထောက်ကိုစီရင်ကျူးသီးကိုမီးထွန်းကရှောက်ကြည့်တယ်။အပေါက်တစ်ခုလည်းရှော့လိုက်သွားရင်ချော်ပြီးပြုတ်ကျသွားတော့ချူသီးမီးငိမ့်သွားတယ်။အလင်းအောင်တွေ့လိုက်တာမို့သွားကြည့်တော့တောင်ချောင်းတစ်ခုပြက်နေတာကိုစိတ်ဆုံးဖြတ်ပြီးခုံကျော်လိုက်ရမှာအပေါ်ထိမရောက်ပဲရှော့ကျလာတော့အင်ချီတဲ့ကစတိုးနဲ့ထောက်ကအပေါ်တက်နိုင်ခဲ့ပါတယ်။အလင်းဘိုးကောင်ကိုအိတ်ထက်ထည့်ပြီးရေတဆက်ချင်းကျနေတဲ့ရေခဲပြင်အောက်မှာရေတောက်နေချိန်မှာရုတ်တရက်အမောင်ကျလာပြီးမီးတောက်တွေထွက်လာတာမို့ထွက်ပြေးတော့မီးတော့မလို့ပဲငှက်ကလေးလိုငကားပြောတန်ကြားလိုက်ရပါတယ်။နာမည်တွေကိုရေးထားတဲ့စာနဲ့ဝက်စားတစ်ချက်ကိုမြင်လိုက်ရပြီးခြေထောက်ကအနာကိုအလင်းဘိုးကောင်တွေကိုက်နေတာမို့ဖဲလိုက်ချိန်မှာအနာတွေပျောက်သွားတာသိလိုက်ရတယ်။နေရာမှာထွန်းထားတဲ့မြေပုံတန်းရှောင်းရင်အလင်းရောင်ပေါက်နေတဲ့ထွက်ပေါက်ကိုမြင်လိုက်ရတော့မီးအိမ်ကိုချပြီးအဝတ်ကိုခြေထောက်နဲ့လက်ကိုချီပြီးအပေါ်တက်လိုက်တယ်။အပေါ်ရောက်တော့မြင်မတဲ့တောင်ကုန်းပေါ်မှာရောက်နေမဲ့တည်သွားချိန်ငကားရောက်လာပြီးတိုက်ခိုက်ဖို့လုပ်တော့အတန်တစ်ခုကြားလိုက်ရတာမို့ငကားပြန်လှည့်သွားပါတယ်။အဖေဖြစ်သူရောက်လာပြီးအော်ခေါ်နေချိန်တေဆုံးနေတဲ့ငကားရုပ်စုကိုတွေ့လိုက်ရတာမို့အရှင်ဘရင်ကငကားပေါက်၃កောက်ကိုတတ်ခဲ့တာကြောင့်ငကားကြီးကအညှို့နဲ့လက်တော့ပြန်နေတာကိုနားလည်သွားပါတယ်။ရုတ်တရက်ဆိုသလိုငကားရောက်လာကတိုက်ခိုက်ခံလိုက်ရပြီးအဖေဖြစ်သူကိုမင်းသမီးကိုခေါ်ပေးရင်အသက်ချမ်းသာပြီမဲ့ပြောတော့အဖေဖြစ်သူကသမီးငါတောင်းပန်ပါတယ်လုံးဝထွက်မလာနဲ့ဆိုတာကြောင့်ငကားစိတ်ဆိုးသွားပြီးလက်သေးနဲ့ထိုးလိုက်ပါတယ်။မလောက်ပါနဲ့ဆိုတဲ့အေရိုရီအတန်ကြားရပြီးငကားလိုက်လာတော့ကျိုးနဲ့အပေါ်ကိုတက်ပြေးပြီးအပြင်ကိုရောက်သွားတယ်။မြင်းနဲ့ထွက်ပြေးပေမဲ့ငကားလိုက်လာတာမို့မြင်းကြီးပဲပြေးခိုင်းပြီးပုံးနေလိုက်တယ်။မိတောက်တွေကိုမြင်လိုက်ရတာမို့အေရိုရီလွတ်သွားတာဘီမတီသွားပြီးညီမဖြစ်သူကိုဖောင်းခေါ်သွားတယ်။
အဲလိုဒီပုံးနေရာကထွက်တော့မိရွေးဖြစ်သူရောက်လာပြီးညီမဖြစ်သူအဖမ်းခံလိုက်ရတာသိသွားပါတယ်ငယ်သေးတဲ့ကောင်မလေးကိုမလောက်ပါနဲ့တားနေတဲ့မင်းသားကိုဖယ်ရင်လက်ကိုဓာတ်နဲ့လှီကသွေးပေါင်းစီးလိုက်ပြီးတွန်းချလိုက်တယ်ညီမဖြစ်သူကိုကဲဖို့အဲလိုဒီပြန်လာကအောက်ကိုကျိုးနဲ့ပြန်ဆင်းတော့ညီမကိုဖမ်းသွားတဲ့နဂါးကိုတွေးလိုက်တယ်ခမောက်ထဲကိုတဲထည့်ပြီးအောက်မှာအပေါက်ဖောက်ထားလိုက်တယ်အတန်ကြားလိုက်ရတာမို့ရောက်လာပြီလားပြောရင်ညီမဖြစ်သူကိုချကနဂါးလိုက်သွားတော့ကောင်မလေးကိုခေါ်ကပုံခိုင်းလိုက်တယ်နဂါးကြီးကိုဓာတ်နဲ့ချိန်ပြီးနင်းအလိန်ခံနေရတာငါတို့ကသူတို့မျိုးဆက်မဟုတ်ဘူးလို့ပြောပေမဲ့လက်မခံပဲမီးနဲ့မှုတ်လိုက်တာမို့ရေးထဲကျသွားတယ်အပေါ်ပြတ်တက်လာတော့နဂါးတိုက်ခိုက်တာခံလိုက်ရပြီးရောင်ရံကန်နေတဲ့ကြောက်တောင်းသားကဘာကိုစောင့်နေတာလဲငါ့ကိုမီးတိုက်လိုက်လေလို့ပြောတယ်မီးတောက်ကိုရှောင်လိုက်ချိန်မှာတော့ပြန်ကန်ထွက်လာတဲ့မီးတောက်တွေကနဂါးကိုထိပြီးလဲကျသွားတယ်သူ့လက်ကဒဏ်ရာကိုပြန်ရင်ငါတို့ကိုသွေးပေါင်းစီးပြီးတော်ဝင်သွေးဖြစ်ပြောင်းကနင့်ကိုယူလုပ်ခဲ့တာလို့ပြောပြီးလင်းဘုတ်ကောင်နဲ့နဂါးဒဏ်ရာတွေကိုကုသပေးလိုက်ပါတယ်နောက်ထပ်မင်္ဂလာပွဲလုပ်နေတဲ့အော်ရီယာတိုင်းဒီမှာဒင်္ဂါပြလိုက်လာပြီးအဲလိုရီရောက်ရှိလာခဲ့တယ်သူကနောက်ထပ်ရစ်ပူစော်ခံရမဲ့သူလားဆိုရင်သူတို့သမီးနဲ့အတူအခမ်းအနားပွဲကအလူအကုန်လုံးကိုပြေးခိုင်းလိုက်ခဲ့တယ်ဘယင်မကနင့်ကိုငါတို့ကကြောက်ရမှာလားဆိုတော့ငါ့ကိုမဟုတ်ဘူးဆိုပြီးထွက်သွားချိန်နဂါးရောက်လာပြီးဘယင်မနဲ့အကုန်လုံးကိုမီးမုတ်ထုတ်ကတိုက်ခိုက်လိုက်တော့တယ်မိရွေးတော်နဲ့ညီမဖြစ်သူကိုခေါ်ကတိုင်းပြည်ကိုပြန်တော့နဂါးပိုင်လိုက်လာခဲ့ပါတယ်